မလေးမစားနဲ့ပြောင်းငါပြောနေနားလည်းပဲကောင်းပေါ့ကွာဂျိုသားဟမ်ပြောင်းငမွေရောဂျိုသားဘင်းကောစောင်းပါလိမ့်မယ်သူ့ကိုဖတ်ကွာကိုယ်ကိုနေပြီးတော့သူ့ကြောက်နေရတယ်ဟင်ဒီမဆုံးပါမဆုံးပါဂျမ်ပတ်ချီကုန်းအုတ်ခဲကောင်းအောင်ဟင်ဒီရွယ်ညစ်ပါစောက်ပြတ်တာဘုသောညစ်နေတဲ့ကောင်ဂျိုသားမင်းစကွေးအောင်မလို့ဘူးဂျိုသားငမွေတို့ဘူပတိကောမီကောင်ကြောက်ဘာကြောင့်လဲကြီးမမလေးပထမโอเคကောင်းအောင်ဒီရွယ်ညစ်ပါစောက်ပြတ်တာဘုသောညစ်နေတဲ့ဘူပတိကောမီဂျိုသားမခင်မေရှင်မလေးဖူးခန်းထဲမှာရေမလာဘူးအပေါ်တက်ကိုရေတင်ပေးအောင်လေဟုတ်တယ်မလေးအပေါ်တော့ကိုတင်မဲ့မော်တာလေးပြတ်သွားလို့ရေမတရားလေးအောက်ထပ်မှာပဲဆင်းချိုးလိုက်တော့မကြီးဟုတ်ပြီဟုတ်ကဲ့လာပြန်ပြီတယောက် Hello good morning uncle အေး morning တော့ morning ပဲ good တော့မ good ဘူး no good ဘာဖြစ်လို့လဲ uncle ဘာဖြစ်ရမလဲမင်းကိုတနေ့ကပေးသွားတဲ့ကြောက်ခဲရလေဟမ်အောက်ကပြန်မမဟုတ်တာဟမ်လမ်းဘေးကကြောက်ခဲကိုငွေမင်းနေတုတ်ထားတာငါနဲ့ကင်းဆိုင်ကအောက်ကပြန်မတ်လို့တရုတ်တရက်နဲ့ပွတ်တက်နေငါတို့လက်တွေပေးလို့အဝေးကကြည့်လို့ရှိရင်လေအမလီကလားပြားတကိုးပြနေဆိုပဲလက်ထဖလန်ကိုထနေတာပဲအဲ့ဒါလေလေညဘက်ကြီးဆိုတော့ကောင်းကြီးမော်ကြလာတာအဲ့ဒါအုတ်ကပြန်ခဲ့ပြီလို့ကျွန်တော်လေးကြည့်လာအန်ကယ်ရဲ့အမလေးဗျာဟင်ဒီလမ်းဘေးကကြောက်ခဲကကောင်းရောင်ကြာသေးတယ်မှတ်တောင်ထားအောင်မယ်ဒါလည်းအန်ကယ်ဖူးအထဲမှာနော်အလုပ်သွားဖို့ပြင်နေရောပေါ့ကျွန်တော်လည်းလမ်းကြုံလို့ဝင်လာမင်းရတယ်လေလမ်းခဏလာကြုံနေနော်ဟုတ်ကဲ့အာမဟုတ်လေအန်ကယ်ဒါဆိုအထက်ပဲသွားဆောင်လိုက်ကြွမြန်ဘူးရေဘူးလေးရေကိုကိုလမ်းကြုံလို့ဖို့ဝင်လာခေါ်နော်ခဏလေးစောင့်တော့ကိုအပေါ်တော့မှာဟိုရေချိုးကန်ရေမလာလို့အောက်မှာဆင်းချိုးနေတာခဏလေးပဲစောင့်နော်စောင့်အောင်မတောင်းဝင်လာလေအတော်ဝင်လာယူတော့ကနေနေတော့လားအကောင်ပါပြီဗျာဂျိုသားကောင်လည်း MD နဲ့အခန်းထဲမှာရေတူချိုးပြီးထွက်လာတယ်ဟုတ်လားဟဲ့ဖူးနဲ့တူထွက်လာတာမဟုတ်ဘူးဖူးနဲ့အဲ့ချုံအောင်နဲ့80တောင်ထွက်လာတာအတူတူပဲလေအာစတီယာဂျိုသားကောင်နဲ့ MD နဲ့အခန်းထဲမှာရေတူချိုးအပြီးတော့နှစ်ယောက်တည်းဆိုတော့မလေးကထူးလိုက်တဲ့ဂျိုသားကောင်ငါတော့ဂျိုသားဖြစ်လိုက်ချင်တယ်ကွာတောက်တက်ကလည်းမင်းကြီးပဲဂျိုသားကောင်ဖြစ်လို့ရမလားငါလည်းဂျိုသားကောင်ဖြစ်ချင်တာပေါ့ဒါဆိုမင်းနဲ့ကလည်းတယောက်တည်းဂျိုသားလုပ်မှာကွာနော်စနေတင်းနေကြဘယ်လိုလုပ်မလဲဂျိုသားရုံးပေးရတယ်ကွာဂျိုသားရုံးပေးရမယ်ဟဲ့ဦးလေမင်းတို့ဘာပြောနေရေတူချိုးကိုပြောနေတာအာစတီ ဒီချုံမယ်ဟုတ်လားဘူးလေချုံပါပြောဒါချိုးမယ်လို့ကွာကိုရေချိုးမယ်ဆိုတဲ့ကိစ္စကိုပြောနေကြတာပြောနေတာမင်းတို့ညောင်းနော်
ငါဒီကိစ္စနဲ့ပတ်သက်ငါတော်တော်တင်းနေနော် အာတင်းတင်တာပေါ့အာစရီကတင်းဖို့တင်းတင်တာဟောဒီစား တင်းုံနေပဲကမလဲအာစီရပေါက်ကွဲထွက်တင်တာအာစီရ ဟုတ်တယ်အာစရီ အေးပါဟဲ့ငါပေါက်ကွဲထွက်မှာ မုံလေအာစီရအခုဖြစ်နေတဲ့ဒေါသတွေပေါက်ကွဲထွက်တင်တယ်လို့ပြောတာ ဟုတ်တယ်အာစရီကအထက်တန်းစားလူကြီးလူကောင်းမလို့တိခံနိုင်တာနော်အာစရီရဲ့ချစ်သူမမဘူးလေးကလာလာပါပါကြောကြောရွရွလန်လန်ဆန်းဆန်းမမဆွဆွင်လေးအိုးဂျိုသားကောင်ကရေတူတူချိုးတယ်ပြီးလေပြီးတော့ဆက်ပြတူတူတိုက်ပေးတယ်ပြီးလေပြီးတော့ကြီးတွေလည်းတုံးပေးပြီးတော့အမြုပ်တွေကဖွာကလည်းဖွာကလည်း ဟဲ့ငါကတော့မေးလားဒီမျိုးကငါမျိုးကကိုပြင်းလိုက်နော် ဘာပြောရဲဖိုးကသာမိုမီတာနဲ့အတူတူရေချိုးတယ်ဟုတ်လားအထိပ္ပယ်မရှိလိုက်တာစီရောရ ဖူးလေဘယ်သူမှမရှိတဲ့အချိန်မှာကိုလို့ခေါ်လို့ပြောထားရလေကွာမနက်ကဖူးနဲ့တာမိုမီတာရေချိုးကနေအတူတူထွက်လာတော့ကိုဒီမျိုးလုံးနဲ့တိုက်နေလိုက်တာဖူးရဲ့ အောင်မအဲ့ဆိုကိုကဖိုးရေချိုးတာချောင်းကြည့်ရပေါ့လေဟုတ်လား ဟုတ်တယ်ဟာဖူးလည်းမှာကိုပိုပြီးအမှုကြီးနေလိမ့်မယ်မနက်ကဒီလိုဖူးရဲ့ ဟာကို ကိုလည်းငါ့လိုဖို့ဝင်လာခေါ်နော် အော်ခဏလေးစောင့်တော့ကို စောင်းမအောင်မတတဒီမှာကိုအဲ့ဒါနဲ့ပဲဖိုးကတာမွန်နဲ့အတူတူရေချိုးတာဖြစ်ရောလားအိမ်မှာဆိုရင်တာမွန်တော့သူသွားခြင်းနဲ့တော့ဝင်ခြင်းနဲ့နေရာဝင်နေရလေရေချိုးကန်းဘေးဘက်ကနေပြီးတော့ထွက်လာတယ်လို့ကိုဖြစ်ထွေးပေးလို့မရဘူးလားအခုဟာကိုကဖိုးရဲ့တိုက်ခါကိုတွဲဝပြီးတော့စော်ကားနေတယ်လို့ပဲ မသိတော့ဘူးကွာကိုရှင်မှာပူလောင်နေပဲကိုသိတယ်ဘယ်လာလဲကောင်းမှမသိဘူးဘောင်းမရလဲတူအင်းညာလည်းမပါဖုန်းတော့ကိုခေါက်လိုက်နေတာကိုဘယ်လိုခံစားနေခံစားမှာလဲဘုရားစဉ်းစားပေးအောင်လေ ကိုတာမွန်ကခလေးတယောက်လောက်တော့အုံနောက်အသိဉာဏ်မရှိတဲ့လူတယောက်ပါထားတဲ့နေရာမှာနေကျွေးရစားဘယ်ကိုသွားလို့ဘာလို့လောက်ရမှမသိတဲ့လူတယောက်ဘယ်သူမှလည်းအဲ့နဲ့မပြုတ်နိုင်ဘူးတကယ်လို့ကိုအဲ့လိုမျိုးဖြစ်နေမယ်ဆိုတာမို့ကြောင့်ကိုဘာသာကိုသာစုံစမ်းကြည့်လိုက်တော့ စုံစမ်းတယ်ကိုစုံစမ်းတယ်စုံစမ်းလေကိုခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာရခဲ့တယ်လေ ဟာအဲ့ဒါတာမွန်ကဘယ်မှမသိတဲ့ခွဲမွေးလို့ကိုအဲ့လိုဖြစ်တာလေကိုတယောက်တည်းမဟုတ်ဘူးလေအိမ်မှာဖေရောလေးလေးရောအဲ့လိုဖြစ်တာပဲမဟုတ်ဘူးလား မသိတော့ဘူးကွာအဲ့ဒီချိုးကောင်ဖိုးကိုစောက်လာတော့ကိုလုံးဝအမြင်မကြည့်တော့ဘူးဒီမှာကိုခင်မောင်နဲ့မခင်မေကိုငွေအများကြီးပုံပေးပြီးတော့အပြုံလွတ်ပြခိုင်းတယ်လုံးဝအဆင်မပြေဘူးပြီးတော့ပြောကဆရာအဲ့ဒီကောင်မကောင်းဆိုးဝါခေါင်မလို့ပြောပြီးနှိမ့်ထုတ်ခိုင်းတယ်နောက်ဆုံးပြောကဆရာပဲစေးရုံရောက်သွားတယ်ကဲကိုငုံတွင်းဝယ်ဖူးပါနောက်ဆုံးကိုဖူးရအောင်လာပြီးတော့အဲ့ဒီကောင်နှိမ့်တော့ဖို့အချိန်ချင်းကြိုးစားတယ်ဒါပေမဲ့နောက်ဆုံးကိုပဲခံရတယ်ဖူးစင်းသားကြီးဒီလိုဘာမဟုတ်တဲ့ကောင်ကကျွေးရနေဆေးရကလှုပ်ချင်လုံးတဲ့ကောင်ဖူးပြောတဲ့ကောင်ကဒီလောက်တော့ဘာလို့စွန့်နေလဲဖူးလေး အော်ကြည့်စမ်းကိုကဖိုးမသိအောင်တာမို့တော်တော်မကောင်းကြံခဲ့တာပဲဟမ်အပြင်ကလူတွေလည်းအိမ်ထဲကိုဆွဲသွင်းအိမ်ကလူတွေလည်းစီးရုံနဲ့ပေါ့လေဟုတ်လား အဲ့ဒီလို တော်တော့ကိုလိုလူရောစိတ်ရောကျမ်းပါပြီးတော့ကုမ္ပဏီပိုင်ရှင်တထေးတယောက်ကတာမို့လိုလူအဲ့လူတွေလောက်တယ်ပေါ့လေဟုတ်လားဟာဖို့တော်တော်အံ့ဩတယ်ကိုခွင့်ပြုအောင်စီးရုံ ဖူးလေးဖူး ဟုတ်ပါတယ်မမလေးရဲ့ကိုအောင်ယူပါအောင်ငွေတွေပေးပြီးခင်မေတို့ကိုခိုင်းတော့ခင်မေတို့ကလောဘတက်ပြီးတော့လက်ခံမိပါတယ်ဒါပေမဲ့ခင်မေတို့မလုံရဲတော့လို့အဲ့ငွေတို့လိုက်ကြိုးလေအောင်ဖောက်ပြန်ပေးလိုက်ပြီ ကျွန်တော်တို့လင်မယားနဲ့ကိုခလုတ်ပြပါမမလေးတာမိုမီတာကတာမန်ဆိုပေနဲ့သူ့မှာအစွမ်းစာတွေရှိတယ် တာမိုမီတာအစွမ်းရှိကပြောစမ်းမဘာအစွမ်းနေရှိ ဟုတ်တယ်မမလေးရဲ့တာမိုမီတာကလေခေါ်လေဒီလိုခေါ်လိုက်လေခုံရအရှိကိုတိုးလာတယ်ဒီလိုလုံးလိုက်လေခုံရကွာရော အဲ့ဒါလည်းမဟုတ်သေးဘူးမမလေးရဲ့တာမိုမီတာလေသူဟောဒီဘေးနာခလာကွာဒီတော့ဝါယာကျိုးတွေထွက်လာပြီးတော့ဟောဒီလည်းပဲတော်တော့ဘလို့တော့ဖြစ်နိုင်ပါလဲဘာတွေရှောက်ပြောနေကြ ဟာဖြစ်နိုင်တာဗောသမီးဒီကောင်ကဂျိုသားလေဟုတ်တယ်လေဒီမကြီးကလေဂျိုသားလို့မတတ်မှတ်ပြီမယ်ဂျိုသားပြင်ရေပုံးအဖြစ်တော့ဂျိုသားလို့ ကဲတော်ပါပြီလေးလေး ကဂျိုတဲ့ကမထွက်ဘူးဒါပဲသိတာ ဘာမှမသိဘူးဖေနဲ့လေးလေးကင်းတို့နှစ်ယောက်ကလေအိမ်မှာလူကြီးတွေလုံနေပြီးတော့အိမ်မောင်သစိမ်းကတက်လာပြီးတာမိုမီတာအဲ့လိုလောက်တာတော့ဒီတိုင်းပဲခံနေကြသလား ဟ
အပြင်းပြေတာဟောသမီးကမမဟုတ်လေသမီးဒီလိုဟိုဂျိုအဲ့ဂျိုသားတောင်မူတာဘာမှမဖြစ်ဘူးဘာနဲ့မှလည်းမရှိဘူးအေးအဲ့ဒီတက်လာတဲ့ဗါလဲဆရာဂူဂဲနဲ့သူ့တပည့်အခုစေးအောင်ရောက်နေတာ သမီးပြောတာနားထောင်အခုဆိုလို့ရှိရင်လေတာမိုမီတာကိုရန်ပြုတ်တဲ့လူတွေပေါ်လာပြီဆိုတော့ဟိုတာမိုမီတာလုံခြုံရေးအတွက်ကအရေးကြီးတယ်နော်ဖေဖေတာမိုမီတာကိုလေခြံထဲကခြံမြေမထွက်စေနဲ့ပြီးတော့သစိမ်းတစ်ယောက်ကများလာမေးရင်မသိဘူးမရှိဘူးလို့ဖြေရမယ်နော်အေးပါโอเคမောင်နဲ့မခင်မေဟိုမှားထားမယ်နော်နောက်ခါကျရင်ကိုအောင်ယူပါဘာခိုင်းမလုပ်အောင်နော် စိတ်ချပါမမလေးဟိုနောက်မလုပ်တော့ပါလို့ကျွန်တော်လည်းမင်းကတိပေးပါတယ် ကဲဒါဆိုပြီးပြီပေါ့ပြီးပြီဆိုတော့ကျင်းများပါတယ်ခင်ဗျာ မပြီးသေးဘူး စကားကြောရှိဟဲ့ညလမ်းလျှောက်အောင်မယ်လေ မဟုတ်ပါဘူးဟိုဖူးမှလေးဖေဖေနဲ့လေးလေးကင်းကိုပြောကြလေကြံသေးလို့ ဘာပြောမှလဲသမီး ပြောတဲ့အတိုင်းလုပ်ပေးရမယ်နော်ဖေဖေနဲ့လေးလေးကင်းတို့ဟိုတာမိုမီတာကိုအခုဂျိုသားလို့ယူဆထားရမလားအဲ့လိုမယူဆဘဲနဲ့တာမန်လူတယောက်လိုတာမိုမီတာကနေထိုင်သွားလာစားတောက်တအောင်ဖေဖေနဲ့လေးလေးကင်းကလေးကျင့်ပေးရမယ် ဒါဆိုရင်သူ့အခုဟိုလဲဖေးတို့လှုပ်ချင်တာလေဟိုရင်ဘတ်ဆိုရင်ဘတ်ညနေဆွဲခွဲ ရှောင်းပြောနေမစိတ်ကောင်းပါဟောဒီမိုင်းကတော့တော့ပေါ့ပြီဟိုတာမုံမီတာဟိုလေးလေးတို့နှစ်ယောက်ကလူသားပြီလူလို့ပြောတတ်ဆိုတဲ့နေတဲ့ထိုင်အောင်လေးကျင်ပေးရမယ်ပြောတော့မလား ဟုတ်တယ် အေးပါသမီးရဲ့အေးပါ အဲကြောင့်ဖေဖေကိုချစ်တာ ဘောကြတော့ အော်အတူတူပဲလေဖေဖေကိုကြာတော့ဖေဖေလိုချစ်တာလေးလေးကင်းကိုကြာတော့မမေလိုချစ်တာ ကြားတယ်နော်မင်းကတခါတည်းကမိမနဲ့တူတယ်ကွာ ဘာရှောင်းပြောနေတာတော့ပြောအောင်ဆိုတော့ တာမို့လူတွေနေဖို့ထိုင်ဖို့သင်ပေးဖို့ဘလို့တော့ဘလို့တော့သင်ပေးရရင်ကောင်းလို့မသိ ။အော်ရှေ့ကလေလွယ်လေးနော်လူနဲ့တူအောင်လူတွေလောက်တာအကုန်သင်ပေးလိုက်ပေါ့ မစိုးငါမိမလူတွေအကုန်လုံးတည်းသင်ပေးမယ်လက်ကငိမ့်လေးမိမအဲ့တော့တို့တွေလူတွေကအရင်ဆုံးဘာလုပ်လဲ ။စားတယ် ဟုတ်တယ်နောက်ပြီးတော့ အိတ်တယ် မိခင်ဘာလုပ်လဲ ။ခလေးရှင်ပုတ်လိုက်ရှော့မမင်းနဲ့လေ ခင်မေ तू ဘာမှထားမလဲခလေးပဲရှိသေးတယ်ဒီကိစ္စ तू ဘာမှနားမလဲဘူးဟဲ့ကနိုင်ငံရေးတွေပါလာပြန်ပြီကွာမနားမလဲဘူးလေငါမေးတာအဲ့ဒါမို့မိခင်မအိယာခင်းလားဖျားရှိခိုးလားအဲ့ဒါကိုပြောတာ ။အော်အဲ့မဲအိတ်ရခင်းနေ မနဲ့မိုးလင်းသွားရင်ဘာလုပ်လဲ မနဲ့ အဲ့တော့တာမိုမီတာကအခုအိယာနိုးပြီဆိုတော့အဲ့ဒီကိစ္စကိုလွတ်မယ်ခင်မေရှိတာမိုမီတာလူဖြစ်ဖို့အတွက်လေ့ကျင့်ခန်းနံပါတ်1ကိုစမယ် yes တာမိုမီတာကိုခင်မေနာ ဟာလေ ဟုတ်ပါပြီခင်မေ ဟာလေ နေကအဲ့ဒါနန်းခိုင်းတာမဟုတ်ဘူးလေပါစက်ကိုနန်းခိုင်းတာပါစက်တဲ့ကချုံချုံဆိုနေဝါရကျိုးနန်းနေပါထွက်လာမလားလို့နန်းခိုင်းတာ အဲ့ဒီပြည့်စုံစုံပြောလေနန်းဆိုငါနန်းတာပေါ့ပြန်ပြော ခင်မေ ရှိ တောင်းပါစက်ကိုနန်းဟာဟဲ့ဘာနဲ့ရ ဘာနန်းမှမရဘူး ချိန်နေလို့လား ကျိန်းနေတယ် ဒီကောင်ငါအိမ်ရောက်တွေကမျက်နှာမသိရေမချိုးသွားမလိုက်ကဒီနဲ့မရဘူးဆိုမဖြစ်နိုင်ဘူးတာမိုပါစက်ဟာနာအမလေးနာစော်နေတာပဲအဲ့နာကိုနေမရဘူးဒီနှာခေါင်းဘာပိတ်နေဟမ် နာပိတ်နေတယ်လေ နာပိတ်မဟမ်ဒီလောက်နန်းထောင်ဆက်နေတော့မဖြစ်ဘူးရေချုံးမယ်လာတာမိုခလေးထားကွာလာကဲလူဖြစ်ဖို့အတွက်ရော့ယူမမင်းလို့နော်မမကတော့ပြလိုက်ရော့အဲ့ဒါနဘုတ်တာသွားလိုက်စေဟောမကြီးနမကြီး1 2 3မရှိတော့ဘူးကဲ ဝဲကျွေးဝဲတင်လာတဲ့ကြောကောင်တော့ကွာသွားလိုက်စေစားပြီစေအော်မင်းထဲနေလိုက် ဟာ တိုက်ရတာ ဒါလိုတိုက်ရတာစားတာမဟုတ်ဘူး ဒုက္ခတိုက် တော့တိုက်ကြည့်
ငါတို့ခဏနေဦးတဲ့အောင်မဲအော်ပန်လို့ကြိုင်းနာငါလည်းပြုံးနေငါလည်းပြုံးနေငါ့ကိုချောင်းဝင်းနာမလို့ငါလည်းပြုံးနေပါမလာဝိရဗျာဝိရတမုံပီတာအရင်လေးစားတယ်ဟိုတတ်မှာဒါတို့တစ်ခါမှပလုံမချင်းဘူးဟုတ်ဒါလေးတွေရှိလေဟိုကိုကြီးတို့လင်မြန်းနဲ့မနေ့ပြန်သုံးဖို့တဲ့နည်းနည်းတော့ယူပေးအောင်နော်အဲ့တော့မင်းမဲတဲ့မဟုတ်တာဟဲ့မိမအိမ်နာပူတိုင်းနဲ့တန်ရှင်းလို့တဲ့စက်ပြရေးတယ်တဲ့တဲ့မလိုက်ဘူးပဲလားကွာတာမောဘူးတာတွေ့လားဟေးလူတယောက်ဟာအရေးကြီးဆုံးကပထမဦးဆုံး style ဆိုတာရှိဖို့လိုတယ်အဲ့ style ရှိဖို့ဆိုတာလမ်းလျှောက်တတ်ဖို့လမ်းလျှောက်တတ်မှာ style ဆိုတာရှိလမ်းလျှောက်တက်မှာဟုတ်တယ်လူဆိုတာလမ်းလျှောက်တက်မှာလားမှန်တော့ပေါ့မင်းကွာလူဆိုတာလေမွေးပြီးတစ်နေ့လောက်ဆိုရင်လမ်းလျှောက်ကြပြီမင်းအောင်နားမလဲဘူးလားမသိဘူးလားခင်ဗျာမသိမဲ့နဲ့ဝင်မပြောသားမှာနဲ့ဟာဟေးကောင်我那搬开，ဒုက္ခပဲကျောက်ကသူ့ကိုတင်ပေးနေတာလေလာဒီလိုသားဒုက္ခပဲဒီမှာရက်ဒီမှာငါပြတော့ဒီမှာရက်ပြီးတော့ကြည့်နော်လမ်းလျှောက်တော့ဘယ်လိုလျှောက်လဲဆိုငါပြမယ်ဒါစတိုင်ပဲကလာမသားယူမတ်တက်ကြတာလူစတာစတိုင်ဆိုတာလမ်းလျှောက်တတ်မှာစတိုင်တော့ပါတယ်နော်ကဆောက်ဆန်းရှောက်သူကကနန်းသွားလေကနန်းလို့သွားတယ်ကနန်းလို့ဟိုလေဒါဆက်ငါလျှောက်ရောက်မယ်နော်ဒီဘက်လားအဲ့လိုစမ်းအောင်တိကျထားနော်โอเคတဲ့လားကမရန်ယူကြီးစံနဲ့ကြွတယ်ကမရန်ကြောက်ကြီးအဲ့ဒါလေးဟဲ့ဒါအဖိုးကြီးလက်လျှောက်နေအဖိုးကြီးမော်ရဖိုးကြီးဝါကလာပါလေအဲ့ဒါဘယ်လိုလိုက်ဖြစ်နေတာတော့ငါခါကိုလိုက်ကုန်းနေငါခါနာလို့ဒီမှာကုန်းသွားတာဟာဒုက္ခပေါ်တာကွာကဲပါကွာမျက်စိကိုနှောက်နေရပဲငါသာခွေးဆိုမင်းအရင်ကြိုက်တယ်ညဒီပဲမင်းမလျှောက်တဲ့နေ့ငါလျှောက်ပြကျွန်တော်ကဲမင်းလို့စတိုင်ကြကြမလို့လူစိတ်ဝင်စားဖို့ဟုတ်ပြီလူစိတ်ဝင်စားအောင်လျှောက်တဲ့နေ့ကြည့်တာဟုတ်ပါလူစိတ်ဝင်စားလားအလှူခံထွက်တာတော့ငါမသိဘူးတဲ့လားကြည့်တာလာပြီရှောက်ပြီရတာရှောက်ကြအဲ့လိုရှောက်ကြစားကလေးဖေဝါဟုတ်တယ်နဲ့ချီတော့မဲ့တိုင်းကိုယ်ကနေမဖြစ်တော့ခဏလေးကျုပ်ပြချလို့ပြလေးဒီခါတော့ကောင်စိတ်ဝင်တော့တာလာဒီမဲ့လားဒါကြတော့စတိုင်ကြဖို့လေမန်နဲ့ဟန်နဲ့ရှောက်တတ်ဖို့လေဟုတ်တယ်မလားဟိုတော့နာစီဘိုးချုပ်ဟစ်တလာရှောက်ပြီးရှောက်ပြလိုက်မယ်အေးကောင်းတယ်ဟုတ်ပြီနော်ဒါပေမဲ့အမွေးမရှိဘူးဟိုတက်ကွာဟိုကရှောက်ပြီးတော့အေးမျိုးလုံးထဲမှာကြည့်ထားလိုက်ဟုတ်ပြီနော်တလောကလုံးဒါပဲဆိုတဲ့ဘောဆိုကျမနေနေတယ်ဟုတ်ပြီလားရှောက်သူရှောက်ဟန်လမနဲ့ရှောက်ပါဟုတ်တယ်ဟုတ်လားသူကနာစီနဲ့မတူရေထမ်းမှုထွက်လာတာတူနေတယ်မဟုတ်ပါလောက်ကြပါအောင်ဟာကင်းဆိုင်လွဲကုန်ပြီကင်းဆိုင်သူရှောက်ပုံလေးမစိုးတို့လိုက်လျှောက်ကြည့်အောင်တို့တခါမလျှောက်ဘူးအဲ့ဒါငါတို့ပို့အဆင်ပြေမယ်ထင်တယ်နင်းလျှောက်တော့လိုက်လျှောက်ချင်
哈，哎 ，very，就是 style，စိတ်ဝင်စားနေတဲ့ပုံပဲနော် ဒါဘောကွာ对လားမင်းကလည်း तू စိတ်ဝင်စားတယ်မပြောနဲ့လေငါတို့ရဲ့ style တွေကလည်းရေးလေမိုက်တယ် သဘောကျနေပြီပြတ်သမောဘာလေးလားဒါပဲမို့ဒါမို့ style ဆိုတော့ဒါကိုပြောတာဟောကြည့်လိုက်ဒီစားကြည့်လိုက်ကြရ ဟမ်ခေါင်းခါနေနော် ဟမ်ဟုတ်ပါဘူးအမလေးဟဲ့စက်တိုင်းအမလေးဒီစတိုင်းဆိုရင်လေအေးပါပြီတေုံလိုက်မယ်ကြားပါပြန်ဝင်ကြည့်ပါဦး ဟင်ဟာအားရဟင်ဟာဒါကဘာကျော်ဟောလီဝုဒ်မင်းသားမင်းသမီးရဲ့ style latest style ဟုတ်ပြီနီဟောကွာဒါမှမဟုတ်ကွာငါတို့ကအေးလေဟိုတို့ဝစ်စားတွေဝစ်စေချင်လို့ဝင်းမျိုးဝစ်ပြ အဲ့ဒီတို့စတိုင်းကြီးပြတယ်လေ तू ကငါတို့ဒီလိုကဘာကျော်မင်းသားမင်းသမီးတွေရဲ့ Willis slip ပုံတွေကိုပြတယ်အဘာသဘောလဲ ဘာသဘောလဲဆိုအားတော့ပါပြီဒီတာမိုမီတာရဲ့ဆိုလို့ရှိနေတဲ့သဘောကဟိုကဘာကြော်ချင်းရင်တို့ဝစ်စားဝစ်စရာမလိုဘူးဆိုတဲ့သဘောဟမ်ဟုတ်တယ် ။အော်အဲ့ဒါဆိုလို့ရှိရင်သူ့ကိုပဲအဝစ်စားဝစ်အောင်လုပ်ပေးရမှာလား။ဒါမှမဟုတ်ငါတို့ကပဲသူ့လိုအဝစ်စားမှုပဲနေရမှာလားကဲ ရောက်ပါရဲ့ကဘာကြော်ချင်းရင်တာမိုမီတာကိုဝစ်စားဝစ်စင်ပေးရမယ်ကိစ္စတွေကိုမေ့လိုက်တော့ ။ဟာ ပြန်လာအော်ကျော်ဟဲ့ဟဲ့ဒါရဲဒုက္ခတော့မကြည့်ထားပါစို့ညီမမမြင်လာရင်နနဘောတန်ညာဘာကြီးလုံနေကြဒါမကြီးမငယ်နဲ့စော့နေဟုတ်လား ဟိုဆော့ရမို့မမလေးဟိုကျွန်တော်ကျမ်းပိုင်နေညီညောလေးချင်ပြီ ကဲတော့တာမို့လူနဲ့တူအောင်လေးကျင်ပေးပါဆိုတော့じゃမလုပ်ကြပဲဘာတွေရှောက်လုံနေကြမှမသိ မလေးဟိုခင်မေတို့လေဟိုတာမို့နေလူနဲ့သူနဲ့တူအောင်စနစ်တကျနေတတ်ထိုင်တတ်စားတတ်တတ်တော့သင်ပေးထားပါတယ်မလေးရဲ့ အဲ့ဒါဆိုလို့ရှိရင်တာမို့ကသူ့ဟာနဲ့သူကောင်းကောင်းမွန်စားတော့တက်နေပေါ့အဲ့လိုလား ဟာစားနေပြီမမလေးရဲ့ဟိုကနော်လူဝဲမရိုးစားကျွေးလို့ပဲ ညာဝဝဝသာကျွမ်းနေလို့ပဲအဲ့ကောင်းမင်းလာမွာဟိုလိုစားတော့လေတဲ့ကိုမြောက်လိုက်ဟာပစလေးနဲ့ဖမ်းလိုက်လေတဲ့ကိုမြောက်လိုက်ပစလေးနဲ့ဟိုက်ကျူပါလေအဲ့လိုစားတတ်နေပြီ ခင်မေတို့လင်ရညောတော့မလေးတောင်စားလာကိုကြည့်ပြီးတော့လေးကြည့်ပြီးလိုက်စားတော်တော်စိတ်ပြင်းနေပြီသိလား မမလေးပဲလိုက်စားကြည့်ပါလား ဘာပြောနေကြလဲတော့တာမို့လူနဲ့တူအောင်လေးကျင်ပေးပါဆိုတော့မှတာမို့စားတယ်လို့တာမို့နေတယ်လို့လိုက်နေတော့ဘယ်လိုလုပ်ကြမလဲဟမ် တာမွန်စားတာပြောဖို့ကောင်းတယ်မလေး ဘာပြောစရာကောင်းတာလဲတော်တော့တွေ့မယ်ဖေဖေလေလေကင်း လာပြီသမီးရေလာပြီ ဖေလေလေကင်းဒါရီကဘလို့ဖြစ်နေကြလဲအင်ကြီးတွေရောဗမာတော့ အော်တူမကြီးရတယ်ကဘာကြော်တဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေလားဝစ်စားမှုပဲတောင်းလို့နေကြတာလေ ဟုတ်တယ်လေဘေးတို့လည်းအချိန်ကြရင်ကဘာကျော်တော့ပါလေအဲ့အတွက်အလေးအကျင့်ဖြစ်တော့အခုတည်းကတာမုံမီတာလိုလိုက်ပြီးတော့ဒီတိုင်းနေလိုက်တာ ဖေဖေဒုက္ခပါပဲဖေဖေတို့လေတာမို့လူနဲ့တူအောင်လေးကျင်ပေးပါဆိုကမှဖေဖေတို့တာမို့လို့လိုက်နေကြဘလို့လုံးမှာလဲတမသိချင်တယ်ဒုက္ခပါပဲစိတ်လိုက်တာ တင်းတော့မသေးပါနဲ့ဟုတ်တင်းမယ်ဆိုရင်လည်းအဘေးတို့ကဘာကျော်သွားမှသေး တော်ပြီ ဟိုထားကြည့်မယ်လေ တိုင်လုံးဘာမှမသိဘူး မောင်းနေတာပဲဆရာလှဩဆရာဘင်းဆရာလှ ဟုတ်ကဲ့ ဘေးတွေဟောဆိုင်ရောက် ဟောစရမ်းလည်းရောင်းတယ်ဘေးရင်လည်းတွေ့တယ်တခါ ဟုတ်လား ဟာမဟုတ်ဘူးကျောင်းဆရာဒါကြောင့်ဆရာလှ
ကျောင်းဆရာထဲမှာကိုလှတယ်လို့ပြောတာသူတယောက်ရှိတယ် မဟုတ်ဘူးလေနာမည်ကမောင်လှအလောက်ကကျောင်းဆရာနှစ်ခုပေါင်းလိုက်တော့တပည့်တွေကချစ်စနုံးနဲ့ဆရာလှလို့ခေါ်တာ ဆရာလှလူပြိုကြီးอ่ะဟုတ်တယ်နော်ဆရာ ဟုတ်ပါတယ်ခင်ဗျကျွန်တော်လူယိုကြီးပါကျွန်တော်လူယိုကြီးစစ်ဖြစ်ကြောင်းကိုကျွန်တော်ရဲကြီးအာမခံပါတယ်ခင်ဗျဟိုဘာကြောင့်လဲဆိုတော့အခုအချိန်ထိမိန်းမမရသေးတာကိုကြည့်လေဒါပဲလေ ဟုတ်ပါအခုကစာသင်ဖို့ခေါ်တာဟုတ်နော်ဟိုခင်ဗျာမိန်းမယူဖို့အတွက်အင်တာဗျူးတာမဟုတ်ဘူး မသိဘူးလေသူမေးလို့ကျွန်တော်လည်းပြောရတာလေဒါနဲ့ညီအောင်ဟိုကျွန်တော်စာသင်ရမယ့်သူကမိန်းကလေးလားယောက်ျားလေးလား မိန်းကလေးလည်းမဟုတ်ယောက်ျားလေးလည်းမဟုတ် ဟုတ်ကဲ့ ဂျိုသားဒီလိုရှိပါလေဟိုဂျိုသားလို့တခြားကဘာရောက်လာတဲ့လူကိုစာတင်ပေးရမှာဗျ ဟုတ်တယ်တခုကြာဒီလိုဗျဟိုပေါ့လူတယောက်လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ဆိုရင်ဒီစာနဲ့ပညာတတ်မှရမယ်ဟုတ်တယ်မလား ဟုတ်တာပေါ့ဗျာဟုတ်တယ်မဟုတ်တော့နေသေးတယ်ပညာရင်ပွဲလေတင်တယ်လေပညာရွှေအိုးလူမခိုးပညာလို့အိုဒီမရှိပညာပန်းတယ် ဟာမောင်ရလေပညာကြီးတတိဖြစ်ခဲ့ဖြစ်နေပြီကျုပ်တို့သိကျင်တာအဲ့ဒါကြီးမဟုတ်ဘူးဒီမှာမောင်ရင်စာဘယ်လိုသင်မလဲအဲ့ဒါလေးကိုမောင်ရင်စာသင်နည်းလေးကို rehearsal လုပ်ပြဒါလေးသိကျင်တာ ကောင်းပြီလေပညာရဲ့သဘောပညာရဲ့တန်ဖိုးကိုတော့မောင်ရင်ပညာသင်ရင်းနဲ့တဖြည်းဖြည်းသိလာပါလိမ့်မယ်ပညာဆိုတဲ့အဓိကအချက်ဟာမောင်ရင်ဘိုက်ပူကြီးထဲမှာထည့်ပြီးသိမ့်ထားလို့ရတဲ့အရာမဟုတ်ဘူး ကျွန်တော်နည်းများပါတယ်အဲ့လိုပြောနေရတာလေမောင်ရင်လိုစာမတက်ပေမတက်ကလေးကချေကလေးကဝအုတ်ချမြက်ပေါက်ဘာနာစာစုပ်အဲ့လိုဘောကနေပညာတတ်ဖြစ်လာအောင်ကြောက်ကတာဝန်ယူပြီးသင်ပေးရမှာမဟုတ်လို့ Hey you shut up I don't care ဘာပြောတာ နည်းနည်းရမဟုတ်ဘူးသူကခင်ဗျာဗျာ ငါ့မင်းဘာတွေလျှောက်ပြောနေရလဲဟမ်ငါ့ကိုသုံးမနေရတာဟာလားအေးလေဒီမှာရောက်ငါပညာတတ်မဟုတ်ပညာရှိနော်ဘွဲရပြီးသားဘွဲရဓာတ်ပုံကိုဒီမှာမချိတ်တာဘွဲရတော့ငါအလဲခွဲလေးနဲ့ ရှိတယ်ဝဲဟုတ်တယ် အခုတပင်းလေးပြောင်းသွားလို့မရှိတော့လို့ဒီဘွဲကိုထောက်ထားတာဟုတ်တယ်ဒီမှာမင်းတို့လို့ညမာပြည်မှာဘွဲယူထားတဲ့ကောင်မဟုတ်ဘူးနိုင်ငံခြားမှာဘွဲယူထားတာနိုင်ငံခြားဘယ်နိုင်ငံအမေရိကန်နိုင်ငံအေးတက်လို့အင်ဒီယာနာဂျုံတက်လို့ကဘာဘွဲဟယ်ရီစ်ဘွဲဟယ်ရီစ်ဘွဲရတာလား ကိုကြီးတို့နေရာချင်းချင်းလေပါလားအကောင့်လေး ဒါမင်းဒီဘက်လား နောက်တာထိုင်နေကြပြီ ဘာလို့လဲရမှာလဲဘာလို့လဲရမှာလဲ မဟုတ်လေဟိုဆရာတို့ပဲပြောတာလေဟိုကျွန်တော်ဟိုရာဇီလုပ်ပေးပါရာဇီလုပ်ပြလေဆမ်း အေးရာဇလောက်ခိုင်းတာဒီကောင်ငါတို့ပတ်ပတ်ဆက်ဆက်ပြောစုံးမနေမင်းမကြောက်လားဟမ်ခမရလေခမရပဲဒီမစုံးမဖောင်မစုံးရလို့ပါပါတယ်ဟုတ်ပါခမရလေလွန်တော့ကြည့်ဒါပေမဲ့မဟုတ်ဘူးရာဇပဲလောက်ခိုင်းလိုက်ပေါ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အစနဲ့ပြန်ပြီးအင်တာဗျူးမယ် ကျောက်ကလည်းဘယ်အင်တာဗျူးမှမဖြစ်ဘူးဗျာ ဘာဖြစ်လို့မဟုတ်ပါဘူးဆရာဘာများဖြစ်လို့လဲ ဒီမှာကိုကိစ္စလိုက် ပြောပါ ခင်ဗျာလူတယောက်ကိုစာတင်ပေးဖို့ကျောက်ကိုအကူအညီတောင်းတာ ဟုတ်ပါတယ်ကျွန်တော်လာခေါ်တာပဲ ခင်ဗျားတို့ရှိမှကျောက်အလုပ်လာလျှောက်တာမဟုတ်ဘူးဘယ်နဲ့လဲစာလာတင်တဲ့လူအင်တာဗျူးရတယ်မတကဘွဲလက်မှတ်လေးပါလေးတောင်းကြည့်စာတင်အတွေ့အကြုံလေးပါလေးမင်းဘာအင်တာဗျူးရလဲဘာအင်တာဗျူးမှမဖြစ်ဘူးမတင်ဘူးပြမယ်ဗျာ ဆရာခဏလေးပါဗျာဆရာစိတ်နဲ့ရှော့ပါဗျာဆရာစာတင်ကိုတင်ရမှာပါဆရာ ကိုကိခင်ဗျာသိတယ်နော် ကျွန်တော်သိပါတယ် ဆရာလား ဟုတ်ပါတယ် တလားတည်းရှိတယ် ဟုတ်ပါတယ် စိတ်ဘလောက်ဆက်တယ်ဆိုတာခင်ဗျားတို့သိတယ်နော်โอ้ငါတပည့်ရဲ့အခြေအနေကြည့်ရတာတော့အခြေခံကာကြီးခါကွေးဘီ33လုံးကနေပြီးတော့စတင်မှရလိမ့်မယ်ဆရာပြောတာသဘောပေါက်လားသဘောမပေါက်သေးဘူးဆရာပြောတာသဘောပေါက်လားအခြေခံကာကြီးခါကွေးဘီ33လုံးကိုအစအနေစပြီးတော့သင်မယ်ကဲမင်းပေါက်မပေါက်ငါတော့သင်ပါပဲဒီမှာကြည့်တွေ့လားဟုတ်ပြီဟုတ်တယ်အဲ့လဲအယူဆမှန်တယ်အဲ့ဒါကိုကကြီးလို့ခေါ်တယ်ကကြီးဆိုချင်ကအေးဟုတ်တယ်ဒုက္ခဟုတ်မလို့လို့နဲ့ကွာဘိန်းကကြမှာလာអွတ်သွားတယ်မဟုတ်ဘူးဒါကြိုးစားပါငါတို့ပဲကြိုးစားပါဒါကကြီးလို့ခေါ်တယ်မှတ်ထားနော်က
嘎鸡，嘎鸡，မဟုတ်သေးဘူးခက်တော့နေပြီ嘎鸡ဒီဥစ္စာတရားကြီးလား嘎鸡အော်ဒုက္ခပဲကွာအေးဟုတ်တယ်မင်းပြောတဲ့ကအိုးကကြီးပြောပြန်လို့မတက်ရသလားရသွားပြီဒီတလုံးရသွားပြီဆိုတော့နောက်တလုံးဆက်တင်မယ်တရားကြည့်ပါအဲ့ဒါကခခွေဆိုကြတယ်ခခွေခဟုတ်ပြီโอ้ยไอ้นี่มึงก็เอาข้าเว้ยข้าโอ้เอามาโอ้เนี่ยข้าคุยโอ้เขาโอ้เอาเดี๋ยวแล้วเขาโซเลยเขาโอ้ခါကွေးတွေ့လားတရားမင်းကငါသိလို့တက်ပြီငါနားလဲသွားပြီမင်းကဘယ်လိုသိရမလဲငါတော့ပေါက်သွားပြီဒါဆိုလည်းပြန်ရင်းမယ်ကာကြီးလည်းရသွားပြီခါခွေးလည်းရသွားပြီเนาะဒီတစ်ခါကျတော့ဒါကိုခငယ်လို့ခေါ်တယ်အဲ့ဒါခငယ်ဆိုကြည့်လားကိုဟာသူ့ကျတော့တလုံးနဲ့လာနေလားခငယ်ကိုဟာနေတော့များသွားပြီခငယ်ဟာခငယ်ကိုဟုတ်တယ်ကိုဒီမှာကိုခငယ်ဒါငယ်ဟုတ်တယ်ဒီလောက်တော့ဖြစ်တဲ့ကောင်တော့ကွာကဲဒီမှာကြည့်ကာကြီးခခွေးခငယ်ဆိုစမ်းကိုခအိုကိုဟုတ်တယ်ဘိုးဒီတော့ပါလေကာကြီးနည်းနည်းဆိုကာကြီးကိုခခွေးခအိုခငယ်လို့ဆိုကိုဟာလို့လေကာကြီးခခွေးခငယ်မင်းကပညာဆန်းတာဟဲ့လားအေးကဆရာလာနယ်လဲပြီးစာပြလာတာမင်းတက်တက်မကတော့နားလေလားမင်းကစမ်းလာလားမင်းကဒါမျိုးမစမ်းနဲ့ငါ့ကိုစမ်းလာလားဟာပန်းပွင့်ထွီဝါထွီဝီခါဝီခါဝါကြဒီဝီခါဝါဝီထွီဝါဒီထွီဝီဒီဝါထွီဝီခါဝါထွီဝီခါဝါဒီဝါကြအောင်မလေးဒီဝါကြတော့ကြအောင်လား
ကိုကြီးရဲ့ ဆရာဘာမငိုပါအဲ့လိုမငိုပါနဲ့ဆရာလားငိုနဲ့နော် ငိုလို့ရမလားခင်ဗျားတို့ကြိုသားလူလိုလောက်တာမဟုတ်တာ တိတ်ပါဆရာလားရေ ကိုပါစေမောင်ကြီးရဲ့ကိုစမ်းပါစေဟဲ့ဆရာလာစိတ်ကြီးကိုမင်းသိရတာလေ ခင်ဗျားပြောကိုကြီးတယ်ပြောတယ် ဟိုမကပြောမှာဆရာမငိုပါတိတ်ပါဗျာ ဒီကိုရလူကိုစားမသိခိုင်းပဲကြိုသားကိုသိခိုင်းတယ် ဟုတ်တယ်လေဆရာလားကိုကျွန်တော်ကစာသင်ဖို့ပဲခေါ်တာလေဆရာစာသင်တာမဟုတ်ဘူးလား သာတင်တာမဟုတ်ဘူးခင်ဗျားတို့ကျုပ်ကိုမကျင်တတ်လို့တက်တက်တိုင်ပြီးတော့ခွေးဆင်းပြီးကျုပ်ကိုအပြတ်ရှင်းတာ ဆရာလားဘာမှမသိဘူးဆရာလားကျွန်တော်ကဒစိမ့်ရောမဟုတ်တာဆရာလားဒုက္ခပါပဲ တစိမ့်တွေမဟုတ်တော့ဘူးတစိမ့်တွေကဆိုအလောင်းပြောက်ပြီ ဖေခဏလေးပါဆရာလားရေလုံးပါလေကျွန်တော်ပြန်သွားရင်ဘာဖြစ်ကုန်ကြတာလို့ အေးငါအရောက်ညံလို့ပေါ့ကွာငါအရောက်တာနည်းနည်းလေးနောက်ကျလို့ရှိရင်လေမင်းဆရာကအခုတော့ဆိုအရေးပေါ်ရောက်နေပြီ အဲ့လိုတော့ပဲလားဗျာဆရာ အဲ့ လား တော့မကြည့်နဲ့ခင်ဗျားရှိကျုပ်ကိုရှင်းတယ် ငင်းငိုချင်းကလည်းရှိနေတယ် တော့တိုက်ပါလို့ဆရာ ငါ လား ရောက်တော့မလုပ်နေမှတော့ ဘာဖြစ်ကုန်လို့ စာသင်ခိုင်းတဲ့ဆရာလားစာမသင်နိုင်မနဲ့တာမုံမီတာသူ့ကိုထုံးနဲ့ရိုက်ပြီးတော့စာသင်နေရဗျာရိုက်ချက်ကလည်းနိုင်တော့ရှိတယ် ဘလို့လဲပြောပြနေဖြစ်ကုန်လို့ဆရာလားရေ မသိဘူးလေမင်းတို့ကသူ့အတူရေးနေတာတွေရေးပြီးတော့ငါ့ကိုစုံခိုင်းနေတာဖတ်ခိုင်းနေတာ ဟုတ်ဘူးလေဆရာလားဟိုဒီစာကတော့မတတ်တဲ့တောင်းမပြီးတာဆရာလားကိုစာသင်လေဘဝနဲ့အသေးသေးရနေဆရာလားကသူများတင်တာဟုတ်နာရတာ ဒီဦးတတ်တော့အဲ့ဒါတွေမသိတော့ဘူး ဟောဆရာလားရေဒုက္ခပါပဲဗျာ ဒုက္ခပါဗျာဘလို့ပွဲရတာဟုတ်တယ် အဲ့လေ ပွဲရတာမှန်တယ် အဲ့လေ ဟိုမူချိုတဲ့ဒီပွဲရတဲ့ဒီဘသူကမှငါ့ကိုလက်ဖြားနဲ့တော့မတို့ခဲ့ဘူး မှန်တာဘောဆရာလားပဲ အတန်းထဲမှာလည်းဆရာစင်မဆရာမတွေကငါ့ကိုအချစ်ဆုံး ဟောအဲ့ဒါကိုခံရတယ်လို့ပြောပါရေ အေးမိဘတွေကလည်းတာသမီးကိုအချစ်ဆုံးစားတော်လို့ ကြားလား ဒီရောက်မှမင်းတို့ကငါ့ကိုနှိမ့်သက်တာခံရတာ အဲ့ဒါလည်းဟိုဆရာလာညံတိုင်းလို့ဖြစ်မှာပေါ့ ဒါဘော ဘာမင်းတို့ကြီးကြရပါလဲ ဆရာလားရေ မင်းတို့ကကြာပါမပြေတာ ဟိုကောင်ကလည်းကြက်မပြေဘူးဆရာလားလည်းခင်ဗျားတို့တပည့်ဆရာလားမဟုတ်တော့ဘူးဒီရရတာမုံမီတာလက်ထက်ရောက်တော့စန္ဒာလာဖြစ်တော့တာကို ဒီနေ့ကြောင်ကြဘာလဲကြောက်ပြောနေတာလဲခင်ဗျာကျွန်တော် ကဲဆရာလာရဲ့ငိုနေပါနဲ့တော့ဘေးလူတွေကြားလို့မကောင်းပါဘူးကျွန်တော်ပဲကြားတယ်တောင်းပန်ပါလေဗျာ ခင်ဗျာတော့ပဲလည်းကိုပါပဲကျုပ်ကကျုပ်ငိုကြီးနေတာလေ အမဟုတ်ဘူးလေခင်ဗျားကိုကြောက်တောင်းပန်ကြောခင်ဗျားငိုတာမလှဘူးလုံးဝကြည့်မကောင်းဘူး ဘသူအကြည့်ကောင်းကိုလို့လေလို့ငိုပါတော့ဘလူကလှမလဲလို့ကလုံးရရင်ပြောပဲ တော့ပါတော့လောက်ပါရေတော့ပါတော့ကြောက်တော့ကိုကြီးစေးပါဆရာလားဟိုအရောက်မငုံနဲ့တော့နော်မငုံဟောမောတာဗောမောတာဗော အဲ့ဒါဖြစ်နေလို့ငိုပဲနော် ဖြစ်ရှိုက်ရုံနဲ့ရှိုက်ဟိုဆရာလားဟိုဒီမှာလာပြီးတော့စာတင်လို့အတွက်ညံပူစောကဘယ်လောက်ချင်းမြရမလဲ အားရမှုဆိုက ဟိုစာတင်ကလေစာ အာမစားလည်းမပေးအောင်ညံမှုဆိုကလည်းမပေးနဲ့ အဲ့တော့ ဒီကပြန်ဆေးရုံသွားမယ်အထူးကူမှာပြဖို့အတွက်ဆေးဖို့တသိမ့်ပေး အော်ခုနရိုက်ခံလို့ ဟုတ်တယ် စေးကုတ်ဖို့စေးဖို့တသိန်း ဟုတ်တယ် အော်ဟိုချမှာဗောတသိန်းချမှာဗော ရပါမလုံးနဲ့ရဲတယ်များတယ်မတွဲနဲ့အဲ့အသေးရလည်းတိတ်ကူရမှာမဟုတ်ဘူးစစ်ဆေးနဲ့ရောဂါရှာဖို့တာနဲ့တကုန်ပါ မှန်တာဗောဒဏ်ရာတွေကများတယ်ဆိုတော့အဲ့ဒါကိုပေးရမှာဗောခဏလေးစောင့်နော်ညံပူ တော်ဟိုစေးရောက်နေလေဟိုဆရာလာအနေနဲ့ဒီမှာဖြစ်တဲ့အကြောင်းလေးအပန်မပြောနဲ့နော် မပြောပါဘူး ဘာကိုကျောင်းကပြန်ပြီးတော့မူယူတောက်စားပြီးတော့ချော်လဲတာလို့ပြောနေတာ လုံးရပြီ ကဲတော့မှာတော့ကျောက်ကိုလင်းဖို့တော့ဟုတ်ပါဘူးဖေးဖို့တော့ယူပါမယ် အာလာပြီအဲ့ဒါငါကြားဘူးလေငါခံရတော့မယ် ဆရာလားစာတင်ကလေပတ်စံလေပတ်စံ